ဘာတကျူပါဘာတနက်နဲ့တရိုက်ချိတ်ဆက်ထားတဲ့တကဘာလုံးကအခိုင်အမာသုံးပြုနေရတဲ့ Take 10 streaming platform တစ်ခုပါဘာတနက်နဲ့ပေါင်းဆက်ထားတာမို့ streamer တွေဟာကြည့်ရှုသူအရေးအတွက် like နဲ့ dislike အရေးအတွက်အလိုက်စုလာပြီးကိုရရှိနိုင်ပါတယ်ဒါပြီးရဲ့ရောက်ဖာလို့နာမည်ကျော်နေတဲ့စောင့်ကြည့်ဟန်အတွက်တော့လူလူရဲ့ပြင်းထန်တဲ့စိတ်ခံစားချက်တွေကိုအသုံးချပြီးစုလာပြီးတင်းကျုံယူဖို့ဒီတက်ကောင်းတဲ့နည်းလည်းမရှိတော့ပါဘူးဂျီဟန် live လွှင့်လိုက်တာနဲ့အတိပေးချက်တွေတစ်ဖြစ်တက်လာတော့တာပါပဲကြီးရှုသူစုဆောင်းခြင်းနဲ့ dislike တသိန်းရရှိခြင်းအောင်မြင်မှုတွေကိုသူချက်ချင်းရလိုက်တယ်ဒီလိုအမုန်းပွားခံရမယ်ဆိုတာသူကြိုသိထားပြီးသားပါသူ့ရောက်ဖာယွန်းစီချင်းရဲ့အမာကန်ပရိသတ်အဖွဲ့ဖြစ်တဲ့ Swakin Family ဟာသူတို့ idol ရဲ့ရုပ်တုကိုဖျက်ဆီးပစ်လိုက်တဲ့ဂျီဟန်ကိုကြည့်မရအောင်ဖြစ်နေကြတာလीအရင်ဘဝတုန်းကဒီပရိသတ်အဖွဲ့ဟာဂျီဟန်ရဲ့တူမာလီစီအားကိုသူမအဖေရဲ့တစ္ဆာဖောက်မှုအဖြစ်ပုံချပြီးတေချောင်းကြံစည်တဲ့အထိတွန်းပို့ခဲ့ကြတာပါဒီတစ်ခါမှာတော့စီအားကိုဘေးကင်းအောင်ထားဖို့ဂျီဟန်ကအမုန်းတရားအလုံးရဲ့ပြစ်မဲ့အဖြစ်သူ့ကိုယ်သူအစားထိုးလိုက်ပါပြီဂျီဟန်ကကင်မရာကိုကြည့်ပြီးတုံလို့ဆရာကောင်းခဲ့ကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်အခုဂျပန်နာမည်အီတိုယူဟေလို့အမည်ပြောင်းထားတဲ့ဒါဘီယန်ဟာကိုရီးယားဘရောမှာပြန်လာမှာမဟုတ်ဘူးဆိုတာပါပဲဒါကိုတက်တည်ပြဖို့အတွက်စီချင်းနဲ့သမီးဖြစ်သူလို့ဖုံးပြောထားတဲ့မူရင်းအတန်ဖိုင်ကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီအထက်မှာစီချင်းကသူ့ချစ်တဲ့မိန်းကလေးကိုတွေ့သွားပြီးဖြစ်လို့မိသားစုနဲ့နိုင်ငံကိုဆွန့်လွတ်တော့မယ်လို့အိတ်ဆက်ဆက်ပြောထားတာကိုတကဘာလုံးကြားလိုက်ရတဲ့အခါကိုရီးယားရဲ့သူရင်းဟောင်းအစ်စ်မှန်ကိုတည်သွားကြပြီးအားလုံးဆွန့်အောင်ကွန်ကြရတာပေါ့အဲ့ဒီနောက်မှာလို့စီအာကကင်မရာရှေ့ကိုထွက်လာပြီးသူမကိုသူမဓာဘီနေတဲ့တမီးဖြစ်မိတ်ဆက်လိုက်ပါတယ်။သူမဖေရဲ့လူရဲတွေကြောင့်စိတ်ထိခိုက်နေပေမဲ့စီအာဟာအာတင်ဘီရက်တီပြခဲ့ပါတယ်။သူမကလူမျိုးကိုဆွန့်လွတ်သွားတဲ့လူတယောက်စီကအမွေကိုသူမအလိုမရှိဘူးလို့ကြေညာလိုက်ပြီးအလွန်တန်ဖိုးကြီးတဲ့ဒါနန်းတော်လို့ခေါ်တဲ့အဆောက်အဦကြီးကိုကိုရီးယားကစားသမားတစ်တွေလေ့ကျင့်နိုင်ဖို့နိုင်ငံတော်ကိုလှူဒန်းလိုက်ပါတော့တယ်။ဒါဟာအစိုးရနဲ့လူလူရဲ့အမုန်းတရားတွေကနေစီအာကိုကာကွယ်ပေးနိုင်မဲ့ဂျီဟန်ရဲ့ပါနတ်တဲ့အစီအစဉ်တစ်ခုဆိုတာသူသိနေတာပေါ့။လွန်ခဲ့တဲ့မိနစ်30ကအဖြစ်အပျက်ကိုပြန်ကြည့်ရင်ဂျီဟန်ဘာလို့ဒီလိုလုပ်ရလဲဆိုတာသိတာပါတယ်။မူလအချိန်လိုင်းတုန်းကစီချင်းဟာကိုရီးယားကိုစားပြုကိုရီးယားကိုအနိုင်ယူခဲ့တဲ့အတွက်ကိုရီးယားအစိုးရကစီချင်းရဲ့ပိုင်ဆိုင်မှုအားလုံးကိုတင်စီလိုက်တာကြောင့် CR ဟာအိုးမဲ့အိမ်မဲ့ဖြစ်နေလူလူရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံရပြီးနောက်ဆုံးမှာကိုအဆုံးချေစည်းသွားရတာပါ။အနာဂတ်ကပြန်လာတဲ့ဂျီဟန်ကဒါကိုသိနေတဲ့အတွက်လူလူရဲ့ထောက်ခံယူရအောင်အဆောက်အဦကိုအခုကလေးကလှူဒန်းခိုင်းလိုက်တာပါ။အရင်ကအတိုးဝကြခဲ့ကပ္ပါရပ်ပါဦးလေးဖြစ်ခဲ့တဲ့ဂျီဟန်ကအခုလိုယုံကြည်မှုရှိတဲ့စစ်ဗျူဟာရှင်တယောက်အဖြစ်ပြောင်းလဲသွားတာကို CR ဇဝါရဲသွားဖြစ်နေပေမဲ့သူ့ကိုယုံကြည်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ live stream မှာတော့ဂျီဟန်ကနောက်ဆုံးတစ်ချက်အနေနဲ့ယုံစီချင်းကိုအသုံးမကျသွားပြီလို့ဆဲဆိုငြင်းချလိုက်ပြီးကိုရီးယားမှာမရှင်နိုင်တော့လို့ဂျပန်ကိုထွက်ပြေးသွားတယ်လို့ပြောလိုက်ပါတယ်။သူကကင်မရာကိုစိုက်ကြည့်ပြီးစီချင်းကိုမကြခင်တွေ့ကြမယ်လို့ကိုလိုက်ချေမုန်းပြတ်မယ်လို့သစ္စာဆိုပြီး stream ကိုအဆုံးသတ်လိုက်တဲ့အခါကိုရီးယားရောဂျပန်ရောပွက်လောရိုက်ကုန်ကြတော့တာပေါ့။နောက်ပိုင်းအိမ်ရောက်တဲ့အခါ CR ကဂျီဟန်တညတွေမှာပဲလူတခြားစီပြောင်းလဲပါတယ်လို့ခံစားရတယ်လို့ပြောလာပါတယ်။ဂျီဟန်ကတော့သူ့အချိန်နောက်ပြန်ရောက်လာတဲ့အမှန်တရားကိုဖုံးကွဲထားပြီးပက်ဆန်နဲ့အာဏာရဖို့နောက်ထပ်အစီအစဉ်တွေကိုပဲတင်ဆက်နေလိုက်ပါတယ်။တစ်ဖက်မှာတော့တိုကျိုမြို့ရဲ့ဇန်ဟွန်ဟိုတယ်တစ်ခုမှာယွန်းစီချင်းသို့မဟုတ်အီတူယူဟီလိုအမည်ပြောင်းထားတဲ့ယွန်းစီချင်းဟာဂျီဟန်ရဲ့စင့်ခေါ်မှုကိုတည်င်းမှာကြည်နေပြီးသူဆုံးလွတ်ထားသမျှရဲ့အကြောင်းရင်းဖြစ်တဲ့ရှီဇူရုဆိုတဲ့မိန်းကလေးကသူ့ကိုနှစ်သိမ့်နေခြင်းရင်းနဲ့သူတို့နှစ်ယောက်ရဲ့အနာဂတ်စစ်ပွဲအတွက်လမ်းစာတွေကတော့ဒီဝင်စတင်သွားပါပြီ။ဆောင်ဂျီဟန်ရဲ့အိမ်စီကိုအစိုးရရဲ့ဘက်ထန်နဲ့တိုင်းခံခွင့်ကြီးမန်နေဂျာပန်းယွန်းစစ်ကရောက်လာပါတယ်။ဒါဘီရင်နဲ့ပတ်သက်တဲ့သတင်းတွေကြောင့်အစိုးရဘက်ကတခုခုလှုပ်လာမယ်ဆိုတာဂျီဟန်ကြိုရစ်မိထားပြီးသားပါ။အစိုးရကတော့လာမဲ့ကိုရီးယားဂျပန်ပွဲမတိုင်ခင်လူလူထိတ်လန့်မှာဆိုလို့ဒါဘီရင်ပြောက်ကွဲသွားတဲ့အမှန်တရားကိုဖုံးကွဲထားခြင်းတာပေါ့။အပြင်ကသူတို့ရဲ့တကယ်အယူဝဲချက်ကဒါနန်းတော် Sweat Palace ကိုပြန်လို့ခြင်းတာပါ။အတင်းအတန်းသိမ့်မဲ့နေရာမှာဂျီဟန်နဲ့ CR တို့ကိုအဲ့ဒီနန်းတော်မှာပဲဆက်နေခွင့်ပေးပြီးအစိုးရကစီမံခန့်ခွဲမဲ့အဖြစ်တာဝန်ယူမဲ့သဘောတရားတစ်ခုကိုကမ်းလှမ်းလာတာကိုဂျီဟန်ကလက်ခံလိုက်ပေမဲ့သူ့ဘက်ကလည်းအပြန်လန့်အကူအညီတစ်ခုကိုတောင်းဖို့ပြင်ဆင်လိုက်ပါပြီ။ဇက်ရှင်ကဘတ်တာနဲ့ကွင်းစီကိုပြောင်းသွားတဲ့အခါ Golden Light လို့အမည်ပြောင်းထားတဲ့နာမည်ကြီး streamer တယောက်က live လွှင့်နေတာကိုတွေ့ရပါတယ်။သူကအရင်က gold အဆင့်ရှိခဲ့ပေမဲ့လူတစ်ဒီကို line နှိပ်ဆက်ပြီး content ရိုက်ဖို့က bronze အဆင့်ထိ demand တရားအဆင့် live ကြော့ထားတဲ့ troll တယောက်ပါ။သူကကွင်းထဲမှာဂျီဟန်ကိုတွေ့တော့ interview လုပ်ဖို့ဆိုပြီးသွားနှောက်ယှက်တော့တာပေါ့။ဂျီဟန်ကတော့အဲ့ဒီစူညံပူညံ streamer ကိုလုံးဝဂရုမစိုက်ပဲသူ့ရဲ့ကြီးစုသူအရေးတွေတက်ဖို့အတွက်ကိုပိုင် live ကိုပဲအယုံစိုက်ဖွင့်လိုက်ပါတယ်။ရုတ်တရက် Golden Light ရဲ့ screen ပေါ်မှာဆူလာကြီး mission တစ်ခုပေါ်လာပါတယ်။ဒါဘီရင်ရဲ့အမာကန်ပရိသတ်တွေကဂျီဟန်ကိုတတ်ပြီးနောက်ဆုံးအဆင့်ရောက်အောင်လုပ်ပေးနိုင်တဲ့သူကို GP 4000ကျုံပေးမယ်လို့ကမ်းလှမ်းလိုက်တာပါ။လောဘတက်သွားတဲ့ Golden Light ကချက်ချင်းပဲတိုက်ခိုက်မှုပုံစံပြောင်းလဲပါတော့တယ်။သူက chat skill ကိုတုံးပြီးဂျီဟန်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာသူ့ကိုယ်သူဂျီဟန်ရဲ့အတီမင်းလိုကွေးလေးကြွေးကြော်လိုက်ပါတယ်။ Golden Light ကသူ့သားနဲ့အာကုံလွဲခွက်လိုက်ပေမဲ့ဂျီဟန်ကတော့တတ်ရဲ့ချင်းရက်ချက်ကြီးတွေမှာတစ်တုံလေးတစ်ချောင်းနဲ့အသားလေးခုခံလိုက်ပါတယ်။အဲ့ဒီနောက်ဂျီဟန်ကယဉ်ကျေးမှုရှိတဲ့အတုံးပြန်အိမ်နဲ့သူ့ရဲ့ဓာတ်ကိုထုတ်လိုက်ကအဲ့ဒီကတော့ချင်းရက်ချက်ကြီးတွေမှာပါတဲ့သားလီတာကြီးလေးပဲဖြစ်ပါတယ်။နဗျားစွမ်းရင်ဒီနဲ့လက်ရှက်ပြက်ပြီးမြန်ဆန်တဲ့တုံးပြန်မှုနဲ့ဂျီဟန်လက်ပြန်တိုက်ခိုက်လိုက်တဲ့အခါစထရီမာခမဘာမှမလုပ်ခင်တင်နဲ့အပိုင်းပိုင်းပြတ်သွားပြီးဂျီဟန်တို့ first blood ရသွားပါတော့တယ်။တောင်းရောက်နေတဲ့သားလီတာကြီးလေးကိုကြိုက်ပြီးဂျီဟန်ကငါဟင်းမချက်ရတာတော်တော်ကြာပြီလို့အေးအေးဆေးဆေးပြောလိုက်ပါတော့တယ်။
streamer golden light ကတော့တေမင်းရဲ့အိတ်ကိုခန်းစားလိုက်ရပြီမိတ်လက်မလျှော်သေးပါဘူးတပွဲမှာဒီချိန်အသက်ပြန်ရှင်ခွင့်ပေးရဲ့နိုးထချင်းကရပါတိုင်ဆိုတဲ့ရှားပါဖီစီဟိုတုံးပြီးတန့်စင်းနဲ့အလဲနှန်းနေတဲ့အတူပြန်နိုးထလာတာပေါ့သူကစောင့်ကြည့်ဟန်ကိုအနိုင်ယူပြီးသူ့ဂုံတိခါကိုပြန်ဆယ်ပြမယ်လို့ပရိသတ်တွေကိုကြွားဝါနေတော့မှာပဲသူ့ရဲ့အောင်ပွဲခံခြင်းကခဏလေးပဲကြာလိုက်ပါတယ်စကားတော့မစုံသေးခင်မှာပဲစောင့်ကြည့်ဟန်အတိကျပြတ်သားတဲ့တိုက်ခိုက်မှုကရောက်လာပြီး double kill ဆိုတဲ့အတိပေးချက်နဲ့အတူ golden light တယောက် lobby ထဲကိုပြန်ရောက်သွားပါတော့တယ်ဂျီဟန်ကတော့ဒီအသက်ရှင်စေတဲ့ပစ္စည်းဟာအစွမ်းထက်တယ်လို့ထင်ရပေမဲ့အနာဂတ်မှာတော့သူ့ရဲ့အားနည်းချက်တွေကြောင့်အသုံးမဝင်တော့မှန်းသိနေတာပေါ့ကိုလိုစီယမ်ကွင်းမီရဲ့ပရိသတ်ထိုင်ကုန်တွေစီကိုလှမ်းကြည့်လိုက်တဲ့အခါဂျီဟန်ဟာပရိသတ်တွေက elves လူသားမျိုးနွယ်ကြားဆုံးပက်စီသွားဟဲရတဲ့အဖြစ်ပြန်မှာပါဝင်ပတ်သက်ခဲ့တာကိုမှတ်မိနေတာကြောင့်ရင်ထဲမှာနာကြီးမှုကိုခံစားလိုက်ရတာပါသူတို့တွေကိုနောက်ပိုင်းမှာရှင်းပစ်ဖို့စိတ်ကူးထားပေမဲ့အခုလောလောဆယ်တော့လောက်ရှိဂိမ်းကိုပဲအာရုံစိုက်လိုက်ပါတယ်သူ့ဘေးနားကတခြားကစားသမားတွေကတော့အသေးအတန်ထွက်ပြေးနေကြပြီအစင်းမြင့်နေသူတွေကိုတောင်ဂျီဟန်ကအလွဲတွေဖြုတ်ထုတ်ပစ်နေတာကိုမြင်တော့သူဟာ hack တွေတုံးနေတာပဲလို့တူတိုတိတ်တိတ်ပြောနေကြတာပေါ့ဂျီဟန်အမြင်ပါတော့သူတို့ထွက်ပြေးနေတာကသူ့ရဲ့အမဲလိုက်နှုံကိုနှေးကွေးစေတဲ့အနှောက်အယှက်တစ်ခုပဲဖြစ်ပါတယ်မကြခင်မှာလဲသူဟာတစ်တားတုံနဲ့တာလီတားပါဝင်တဲ့ဒီရက်မြင့်မြတ်တဲ့ဟင်းချက်ဖြစ်စီအစုံတစ်ခုကိုရှာတွေ့လိုက်ပါတယ်အဲ့ဒီမှာတင် goblin တွေကိုနှိမ့်နှင်းမှဆိုတဲ့ mission တစ်ခုပေါ်လာတာပေါ့အစိမ်းရောင်မိတ်ဆာအုပ်ကြီးကသူ့ကိုဝိုင်းထားတဲ့အချိန်မှာဂျီဟန်ကသူ့လက်နဲ့အသစ်တွေကိုစမ်းသပ်ကြည့်ပါတယ်ဒီ Cults cooking set ဟာတစ်တားတုံနဲ့ကောင်းကိုအရင်ရိုက်ပြီးမှဓာတ်နဲ့နှလုံးသားကိုထိုးဖောက်မှဟာနဖျားဆွဲရနေထွက်ပေါ်လာတာကိုသူသိလိုက်ရတယ်3 မီတာလောက်မြင့်တဲ့အရာမ goblin champion ကြီးတောင်သူ့အတွက်တော့ goblin အကြီးမားတစ်ကောင်ထဲမပါပါဘူးအဲ့ဒီတော်ဝါကြီးကိုချက်ချင်းပဲအချက်ရှင်းလိုက်ပြီး mission အောင်မြင်သွားတဲ့အတွက်သူ့ရဲ့ပထမဆုံး divine power point ကိုရရှိခဲ့ပါတယ်ဟင်းချက်ပစ္စည်းအစုံရဲ့အဆင့်ကဒီကနေ E ကိုကျသွားတဲ့အခါမိစ္ဆာတွေပဲလိုက်တက်နေတာတော့အရန်နေနေမှန်းဂျီဟန်သဘောပေါက်လိုက်ပါတယ်အမှတ်အများဆုံးရဖို့တခြားကစားသမားတွေကိုပဲပြစ်မှတ်ရတော့မှာပါသူကအချင်းချင်းငင်းခုန်နေကြတဲ့ကစားသမားအုပ်စုတွေကိုအရေးတစ်ခုလိုတိုးဝင်သွားမိပါတယ်သူတို့တွေအသေးအထန်ခုခံကြပေမဲ့ဂျီဟန်ရဲ့လှုပ်ရှားမှုတွေကိုမရှင်းနိုင်ပါဘူး double kill triple kill quadra kill နဲ့နောက်ဆုံးမှာ penta kill ဆိုတဲ့အသီးပေးချက်တွေဆက်တိုက်ပေါ်လာပြီးလူ30ဆက်တိုက်တက်နိုင်ခဲ့တဲ့အတွက် achievement point 5000ပါတဲ့ hidden quest တစ်ခုကိုအောင်မြင်သွားပါတယ်။နောက်ထပ်လှုပ်ရှားမှုအတွက်ပြင်နေတော့မှတဲ့ရှားပါလွတ်နဲ့ epic quest ဆိုတဲ့အသီးပေးချက်ပေါ်လာပါတယ်။ဒါဟာများသောအားဖြင့်အမြင့်ဆုံး league တွေမှာပဲပေါ်လာတတ်တာမျိုးဖြစ်ပြီးအခုလို bronze အဆင့်မှာပေါ်လာတာကထူးဆန်းလွန်းလာပါတယ်။ mission ကတော့ပရိသတ်တွေကြားမှာပုံခွဲနေတဲ့အရေးပူရင်မှာ shadow queen ကိုရှာဖွေပြီးစင်ခေါ်ဖို့ပါပဲ။ဂျီဟန်ကအခြေအနေရဲ့အရေးကြီးပုံကိုသိတာပေါ့။အရေးပူရင်မှာဆိုတာနတ်ဖျားလို့အစွမ်းတွေပေးနိုင်တဲ့ constellation ကျွေတာနတ်ဖျားတစ်ပါးဖြစ်တာကြောင့်ပါသူကပရိသတ်ထိုင်ကုန်ရဲ့ elf တွေကြားထဲကိုလိုက်ရှာကြည့်လိုက်တဲ့အခါခရမ်းရောင်မျက်လုံးတွေနဲ့စူးစိုက်ကြည့်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ပါတယ်သူရှာနေတဲ့ pit မှအရေးပူရင်မှာကိုသူရှာတွေ့သွားပါပြီဆောင်ဂျီဟန်ကကိုလိုစီယမ်ကွင်းပြင်မှာလူအစဲဆက်တိုက်တက်ထဲတဲ့စံချိန်ကြောင့်တကဘာလုံးက battle နဲ့အတိုင်းဝိုင်းမှာပွက်လော်လိုက်သွားပါတယ်။ဒါဟာဂန်ဒဝင်ဒါးပကွင်ရူးစီချီနောက်ပိုင်းမှာတခါမှမမြင်ခဲ့တဲ့စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုသတင်းတွေကလူမှုကွန်ရက်စာမျက်နှာတွေမှာအရှင်အဟုန်နဲ့ပြန့်နှံ့သွားပြီး follower တွေလည်းတောင်းချီတက်သွားတော့တာပေါ့။သူ့ကိုအရင်ကမုံသေးဟဲတဲ့ Swalking Family အမာတန်ပရိသတ်တွေတောင်မှအခုလည်းသူ့ရဲ့ပရိသတ်တွေဖြစ်ကုန်ကြပါပြီ။ဂျီဟန်ရဲ့နာမည်ကကောင်းကင်အထီးတက်နေချိန်မှာ streamer golden light အဲ့တော့သူ့ဂုံတိတ်ခါတွေမြေစာပင်ဖြစ်သွားတာကိုသိလိုက်ရတယ်။သူဟာဂျီဟန်ကိုမရှင်းလိုက်မှန်းသိသွားတဲ့အခါဂျီဟန်ရဲ့အောင်ပွဲခံရထားကျူဖော်ကိုပဲလိုက်စီဟိုဆုံးဖြတ်လိုက်ပါတော့တယ်။ဂျီဟန်ရဲ့တရဝန်ဗီဒီယို editor လုပ်ပြီးသူ့ကို battle ကြည့်ပြအကြီးဆုံးကျယ်ပွင့်ထိအောင်လုပ်ပေးမယ်လို့ထိသူစိတ်ကူးနေတာပေါ့။အိမ်မှာတော့သူမျက်လေး CR ကယူလေးထိသူရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ပြီးပါဆက်အဟောင်းနောက်ဖြစ်နေတာပေါ့။ဂျီဟန်ကသူလှုပ်ခဲ့တာတွေကိုပြိုင်ပွဲမှာအနိုင်ယူခြင်းလုံးပေးလို့အေးအေးဆေးဆေးပြောနေသေးတယ်။ CR ကလူတွေက donation တွေပေးချင်နေတာကိုဘာလို့ပိတ်ထားတာလဲလို့မေးတော့ဂျီဟန်ကအတန်တွေကအာယုံနောက်တာလို့ထောင်ထပြောတယ်။ပြီးတော့ donation အနည်းဆုံးကို1စေမြန်တင်းတရ50လောက်တက်မှတ်ထားရမလားလို့နောက်ကြောက်လိုက်တယ်မို့ CR တယောက်လန့်သွားရပြန်ပါတယ်။ဒါပေမဲ့ဂျီဟန်ရဲ့စိတ်ထဲမှာတော့ခက်ခဲလွတ်နဲ့ epic quest ကပဲနေရာယူထားပါတယ်။ပရိသတ်တောင်းကြည့်ထဲကအရေးပူရင်မကိုရှာဖို့ဆိုတာမျက်ဖုံးထဲမှာအရှာတို့ခက်မှန်းသူသိလာပေါ့။ CR ဒါခုနီပြီး replay တွေပြန်ကြည့်ပေးမယ်လို့ပြောတဲ့အခါဂျီဟန်တော်တော်စိတ်လှုပ်ရှားသွားပြီးလက်ခံလိုက်ပါတယ်။အချိန်ရသွင်းကြုံပါတယ်ဂျီဟန်ကအရင်ကတည်းကစိတ်ကူးထားခဲ့တဲ့အလုပ်တစ်ခုကိုစလုပ်ပါတယ်။ achievement point 1000ပြီးဒုတိယ class တစ်ခုကိုဖွင့်လိုက်ပါတယ်။သူကျွေးရှင်းလိုက်တာကတော့ mage မောဇာသူပါတယ်။ဒါကသူ့ရဲ့ supporter class နဲ့ပေါင်းစပ်လိုက်ရင်အရင်ဘဝကကပအဆင့်တီ Baron ဖျော်ပြခဲ့တဲ့ force ဆိုတဲ့အစွမ်းထက်စွမ်းနေတစ်ခုကိုရရှိနိုင်လို့ပါ။ဂျီဟန်ဟာအနာဂတ်ကအသိဉာဏ်တွေကိုသုံးပြီးသူ့ရဲ့နှလုံးသားကမာနာနဲ့လက်ဖွားက divine power တွေကိုပေါင်းစပ်ဖို့အသေးအထန်ကြိုးစားပါတော့တယ်။ပထမတစ်ချိန်မှာတော့စွမ်းဉာဏ်တွေကမတည်ငြိမ်ပြီးပောက်ကွဲသွားတာကြောင့်မအောင်မြင်ခဲ့ပါဘူး။သူသဘောပေါက်လိုက်တာကဒီစွမ်းဉာဏ်တွေကိုလက်ထဲပါစုပ်ကင်ထားရုံနဲ့မရပဲကိုထက်နာအတွင်းမှာစီးစိမ်အောင်လုပ်ရမယ်ဆိုတာဖြစ်ပါတယ်။
ဂျီဟန်ဟာအပေါ်ပိုင်းအလဲပိုင်းနဲ့အောက်ပိုင်းဒန်တီယန်၃ခုလုံးကိုပေါင်းစည်းဖို့ကြိုးစားတဲ့အခါသူ့ခန္ဓာကိုယ်ကခံနိုင်ချက်ထက်ရုတ်ကွာသွားခဲ့ပါပြီ။အခန်းထဲမှာပြင်းထန်လာတဲ့အလင်းတန်းတွေနဲ့အတူဂျီဟန်တယောက်နာကျင်လွန်းလို့အော်ဟစ်နေရတော့တာပေါ့။ system ကလည်းမင်းရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သက်ချက်ကိုယိုးကွာသွားပြီးအသက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့သတိပေးချက်တွေဖြတ်ပြနေပါတယ်။အခန်းပြင်ကစီအားကတော့ထူးဆန်းတဲ့အတန်တွေနဲ့အော်ဟစ်တဲ့အတန်ဒီကြောင့်လန့်သွားပြီးယူလေးဘာဖြစ်နေရလဲလို့အသေးအတန်အော်ခေါ်နေပါတော့တယ်။တခုခုတော့တော်တော်မှမားနေပြီဆိုတာသူမှသိလိုက်ပါပြီ။